တရားမနာတဲ့ပုဂ္ဂိုလ်တွေကတော့တရားရတာကိုကိုယ်တိုင်နဲ့မသိရဘူးတရားရတာမသိရတော့တရားရတာတွေမှသင့်တယ်ပြီးတော့ရသွားမယ်မချမ်းသာဘူချမ်းသာနိဗ္ဗာန်ချမ်းသာတွေကိုလည်းမရဘူးပေါ့ဒီတော့မြတ်စွာဘုရား၏သာသနာတော်ကြီးနဲ့တွေ့ကြုံပါတော့လဲရသင်ရလိုက်တဲ့အဖို့တန်ဆုံးတရားမှုတွေမှဆုံးရှုံးပြီးသွားနိုင်ပါတယ်ဒါကြောင့်မို့ထိုင်မှန်ကြီးတာကအချုပ်နှောင်မိတာနဲ့တူတယ်အချုပ်နှောင်မခံကြပါနဲ့တဲ့လောကမှာအကျုံးအောင်ကြလို့ရှိရင်လွတ်မြောက်အောင်အမှန်အထုတ်ကြရတယ်။ဒါလိုပဲသီနာမိတ်တရားဆိုတဲ့အကျုံးအောင်လဲမခံရအောင်အကျုံးအောင်မှလွတ်မြောက်အောင်အထုတ်ကြရလိုပါတယ်။ဒါကြောင့်တိုင်းမင်းကြီးမှုဖြစ်ပေါ်လာရင်သူ့မှာပြီးတော့ပဲရမယ်။ဒါကတော့တရားထုတ်တဲ့အခါမှပို့ပြီးတော့သုံးကြပါတယ်။တရားမထုတ်ပဲအလွတ်နေတဲ့အခါမှာတော့ဒါတော့သုံးမကြလာပါဘူးအလွတ်နေတဲ့အခါမှာတော့ရှင်းမှပြီးပဲဖို့ရဒါတော့ယဉ်ကြည်လာပါဘူးတရားထုတ်နေတဲ့အခါကာလအတွင်းမှာအဲ့ဒီပြင်းတာလေးကိုမှတ်ရမယ်အဲဆိုရမယ်ထိုင်မှန်ပြင်းဤချုပ်နှောင်မိမှတ်သည်ပဲဖြောက်လေဆိုထိုင်မှန်ပြင်းဤချုပ်နှောင်မိမှတ်သည်ပဲဖြောက်လေထိုင်မှန်ပြင်းဤချုပ်နှောင်မိမှတ်သည်ပဲဖြောက်လေထိုင်မှန်ပြင်းဤချုပ်နှောင်မိမှတ်သည်ပဲဖြောက်လေဒီနာမေရာပြီးတော့ဥဒိစ္စကိုကိုစားတဲ့ဥဒိစ္စပြန်လွယ်မှုကိုကိုစားပူပါမှုပြန်နေတယ်ဆိုတာစိတ်တွေတောင်ပြေးမြောက်ပြေးနဲ့ပြေးနေတာပါပဲခொနကဥပေတုကဟောသွားတယ်တရားလက်တော်ကာလတုန်းကကိုတော်လေးတော်ကမထေကြီးကိုရခနေရင်စိတ်ကူးတွေတောင်ရောက်မြောက်ရောက်နဲ့ရောက်နေပုံတွေကိုကြားလိုက်ရတယ်မဟုတ်လားအဲဒီကိုတော်လေးကစိတ်ကူးထဲမှာသူထွက်ပြီးတော့ကြက်မွေးလိုက်စိတ်မွေးလိုက်နဲ့အိမ်တော်လည်းကြားလို့နောက်ဆုံးသူဇနီးကိုရိုက်တော့မှမထေကြီးကိုရိုက်မိသွားလို့စိတ်ကူးတွေလွန်းနေမှန်ပြီးသွားတယ်ဆိုမို့လားအဲ့ဒါကြမ်းနေတာပါပဲကိုကိုစစိတ်ပူပါမှုဆိုတာကတော့ယူမှန်းမိကြောင်းမှန်းမိတာလေးတွေကိုကြံတွေးပြီးတော့စိတ်လုံးပူပန်နေတာပါပဲပြောမှပြောမိနေတယ်လုံးမှလုံးမိနေတယ်ငါမှားတာပဲဆိုပြီးအဲဒီလိုပူပန်နေတာမျိုးပါပဲအဲ့ဒါကိုပုဂ္ဂုစလို့ခေါ်တယ်အဲ့ဒါတွေဖြစ်ပေါ်လာလို့ရှိရင်လဲကျွတ်မှပြီးတော့ပယ်ပါတဲ့အဲ့ဒါတွေကဘာနဲ့တူတယ်ဆိုလို့ရှိရင်သူ့ကြုံခံရတာနဲ့တူတယ်တဲ့သူတော်ဘာကြီးကြုံခံနေရလို့ရှိရင်ကိုယ်ခွင့်ရေးဆိုတာဘာမှမရှိတော့ဘူးကျွန်းစနစ်ရှိတဲ့စိတ်ခေတုံးကပေါ့လေအဲဒီစိတ်ခေတုံးကဝိရစ20စသည်ဖြင့်သူ့ကျွေးကလေးမပေးနိုင်တာနဲ့လဲကျွန်းဖြစ်သိမ့်ခါရတဲ့နေတဲ့လူမှာအရှင်သခင်ရဲ့အလုပ်တွေကိုလုပ်ရတယ်လူခိုင်းတာလုပ်လူထားရမှနေလူကျွေးတာစားဒါပဲဘာမှကိုယ်ကကြည့်လည်းမရှိဘူးကိုသွားကျင်ရလည်းမသွားရဘူးကိုစားကျင်တာလည်းမစားရဘူးကိုလှုပ်ကျင်တာလည်းမလုပ်ရဘူးသူ့ကိုအရှင်သခင်ကအကုန်လုံးပိုင်နေတယ်ဒါလည်းမသိလို့ရှိရင်အရှင်သခင်ကရိုင်းမဲ့လို့လဲသိရတာပဲတရားလည်းမစွဲနိုင်ဘူးခြေတုံးကအမှန်တန်ကိုမကောင်းတဲ့စနစ်ပါပဲအခုခေတ်မှာကျွမ်းနာများလို့ဖြစ်နေတာပေါ့လေကျွဲရည်နာတွေကိုပိုင်တဲ့လူကရိုင်းနဲ့တတ်ပြနေလို့လဲဘယ်သူကမှတရားမစွဲနိုင်ဘူးအဲဒီလိုပဲခြေတုံးကအောက်တန်းသားလူတွေကိုကျွန်းဖြစ်တဲ့အရှင်သခင်တွေကပိုင်းနေတဲ့ခေတ်ရှိခဲ့တယ်။အမှန်တရားဆိုရတဲ့ခေတ်ပါပဲ။အခုတော့အနောက်နိုင်ငံကပုဂ္ဂိုလ်တွေကကျွန်းရဲ့အရှင်ရဲ့မရှိအောင်ဥပဒေနဲ့ပြုပြင်လာလို့ဒီကျွန်းစနစ်ဟာတင်းတင်းရှားရှားမရှိတော့ပါဘူး။အဲဒီကိစ္စအတွက်နောက်နိုင်ငံပညာရှိတွေကိုကျေးဇူးတင်စရာတော်တော်ကောင်းပါတယ်။ဒါပေမဲ့အခုခေတ်မှာလည်းချုံနိုင်ငံမှာအုပ်ချုပ်တဲ့လူစုကရှင်သခင်ဖြစ်ပြီးတော့ဒိုင်းလူကြီးသားများကခိုင်းတာလို့ဝေးတာစားထားရမှနေရတဲ့ကျွန်းတော်ပေါ်ဖြစ်နေတာလည်းရှိတယ်လို့ပြောတာကြားရသေးတယ်။အဲဒါလည်းကြားရတယ်တဲ့ဟုတ်ရင်တော့ကြောက်စရာကောင်းတာပဲ
အခုပြောနေတဲ့ကျော်စနစ်ကတော့ရှင်းခေတ်ကစနစ်ပါပဲအဲဒီရှင်းခေတ်တုန်းကဆိုလို့ရှိရင်ကျော်ဟာဘာမှအခွင့်အရေးမရှိဘူးတဲ့ဒါလည်းပဲစိတ်ပြန့်လွင့်နေမယ်စိတ်ပူပါနေမယ်ဆိုလို့ရှိရင်တရားတွေဟာလည်းမတိုးတက်နိုင်ဘူးတရားရတာတွေကိုဘာမှမရနိုင်ဘူးအခွင့်အရေးတွေလုံးလုံးဆုံးရှုံးသွားပါတယ်ဒါကြောင့်ကျမ်းလွင်ပူပန်သူ့ကြုံခံအများပဲဖြောက်လေဆိုတဲ့သောမုတ်ကလေးကိုတင်မာပေးထားတယ်အဲဆိုရမယ်ကျမ်းလွင်ပူပန်သူ့ကြုံခံအများပဲဖြောက်လေဆိုအခုနောက်ဆုံးនិဝရဏကိုရောက်လာပြီနောက်ဆုံးនិဝရဏကဝိသိကိစ္စတဲ့និဝရဏ၅ပါးထဲမှာဝိသိကိစ္စကနောက်ဆုံးပဲဝိသိကိစ္စဆိုတာယုံမှားမှုတဲ့ယုံမှားဆိုရင်လည်းလောကရင်းနဲ့စပြီးယုံမှားတာကိုတော့ဝိသိကိစ္စလည်းမဆိုရဘူးဥပမာဒီလမ်းကသွားရင်ကိုရောက်ချင်ရာရောက်မှာလေလားမရောက်ဘူးလေလားဒီလူရဲ့မြေကဒီဟုတ်လေသလားမဟုတ်လေသလားစသည်ဖြင့်ဒီလိုလောကကြီးရနဲ့စပြီးတော့ယုံမှားတာကတော့မဲဖို့ကိုတားမြစ်တတ်တဲ့និဝရဏဝိသိကိစ္စမဟုတ်ပါဘူးတရားတရားတန်ခါအစစ်အမှန်တွေနဲ့စပြီးတော့ယုံမှားတာကမှនិဝရဏဝိသိကိစ္စတဲ့ဘာလို့မြတ်စွာဘုရားစိတ်ကိုဘုရားဟုတ်လေသလားမဟုတ်လေသလားမဖို့နိဗ္ဗာန်တရားစိတ်ကိုတရားဟုတ်လေသလားမဟုတ်လေသလားစသည်ဖြင့်ယုံမှားမှုဟာဝိသိကိစ္စပါပဲဒီဝိသိကိစ္စဘာနဲ့တူလဲဆိုလို့ရှိရင်လမ်းတစ်ခွရောက်နေတာနဲ့တူတယ်တဲ့ကိုယ်နဲ့တယောက်ဆိုတော့ကိုယ်ဝေယံကိစ္စအတွက်ငွေတုံးနဲ့ကိုယ်မစည်းရမယ့်နေရာကိုသွားရတယ်အဲဒီလိုသွားတာကိုသူကိုယ်သူကိုယ်တွေကလည်းပြီးတော့လက်နဲ့တွင်နောက်ကလိုက်လာကြတယ်လူလက်တဲ့နေရာရဲဆောင်လျှောက်တွေလက်တဲ့နေရာတောစခန်းကြလို့ရှိရင်လူကိုနောက်ကလိုက်လာကြတယ်အဲဒီလိုလိုက်လာတာကိုသိရင်ရှိကသွားနေတဲ့ကုန်းတွေဟာအင်မတန်ကြောက်မှာပေါ့ဒါကြောင့်အဲဒီကုန်းတွေဟာခမ်းမြန်သွားလိမ့်မယ်ရေတိုင်းတီးရလိမ့်မယ်လုံးဝအောင်လို့သွားနေတော့အစင်မသိရင်တော့လမ်းခွဲလမ်းခွကိုတွေ့ပါတယ်တဲ့ဒီလမ်းကလည်းရှိကမသွားဘူးတဲ့လမ်းဖြစ်နေတယ်အခုတခါပဲသူရောလူရောနဲ့သွားရတယ်လမ်းဖြစ်နေတော့လမ်းဝဲလမ်းကကိုတွေ့တဲ့အခါမှာဟိုဘယ်လမ်းသွားရမလားဒီဘယ်လမ်းသွားရမလားလဲရဘယ်လမ်းသွားရမလားလက်ဘောဘယ်လမ်းသွားရမလားလဲရဘယ်လမ်းကိုသွားရင်ဘေးရနေကင်းတဲ့နေရာကိုမြန်မြန်ရောက်မလားလက်ဘောဘယ်လမ်းကိုသွားရင်ဘေးရကင်းအနေကင်းတဲ့နေရာကိုမြန်မြန်ရောက်မလားဆိုတာသူစဉ်းစားနေတယ်တဲ့ဒီလိုချတော့နေပေါ့လေအဲဒီလိုစဉ်းစားမနေဘဲနဲ့တစ်ဖက်ဖက်ကိုလိုက်သွားလို့ရှိရင်လည်းနောက်ကလိုက်လာတဲ့ရန်သူတွေဟာညီမမဟုတ်ဘူးအခုတော့လမ်းကမှာစဉ်းစားနေတာနဲ့နောက်ကလိုက်လာတဲ့ရန်သူတွေကပြီးလာပြီးတော့ပစ္စည်းကိုလည်းယူလူကိုလည်းသအကျိုးမဲ့ဒုက္ခရောက်သွားပါတယ်တဲ့အဲဒီမှာလည်းပဲတရားတို့တဲ့ပုဂ္ဂိုလ်တွေဟာမသွားဘူးလေလမ်းသွားတာနဲ့တူတယ်စဉ်းစားကြည့်ပေါ့တရားထုတ်တဲ့ပုရုဇဉ်ပုဂ္ဂိုလ်တွေဟာနိဗ္ဗာန်ကိုမရောက်ဘူးလို့လေအဂတံဒိတံလို့ဟောထားပါတယ်နိဗ္ဗာန်ဆိုတာမရောက်ဘူးသေးတော့အရာတဲ့ယဉ်လောကမှာတော့ပြင်မရောက်ဘူးသေးတဲ့အရာရဲ့လို့မရှိပါဘူးမမမိလို့သာအရာပြည့်ထင်ရင်လည်းထင်မယ်မာတော့ရောက်ဘူးတဲ့အရာအောင်ကြီးပါပဲဘယ်ရမဆိုရောက်ဘူးတာပဲလူကြီးကနိုင်ငံတွေတော့မဟုတ်ဘူးနတ်ပြည်တွေရောဗမာပြည်တွေရောမရောက်ဘူးတဲ့အဖြစ်ဆိုတာမရှိဘူးရောက်ဘူးတာကြီးပဲနိဗ္ဗာန်ဆိုတဲ့ရကတော့တခါမှမရောက်ဘူးသေးဘူးမသွားသေးဘူးအခုမှသွားရတယ်အခုမှသွားရတော့လမ်းကလည်းတူပြီးတော့မဟုတ်ဘူးမြတ်စွာဘုရားဟောထားလို့တရားဟောတဲ့အတိုင်း
ဆရာသမားတွေကညွှန်ကြားတာကိုမြည်ပြီးတော့အားထုတ်နေရတယ်ဘုန်းကြီးတွေကသတိထားနည်းနဲ့ညွှန်ပြနေတယ်တော့အား၆ပါးကဖြစ်တိုင်းဖြစ်တဲ့ယုံနာတွေကိုအမတ္တိလေးနဲ့လိုက်ပြီးရှုနေုံပဲလို့ဘုန်းကြီးတွေကညွှန်ကြားထားတယ်မတ္တိနဲ့ဖြစ်တိုင်းဖြစ်တိုင်းကိုလိုက်ပြီးတော့ရှုနေရမယ်အကုန်လုံးကိုမရှိနိုင်နေရင်နည်းနည်းကစပြီးရှုဖို့ညီးပေးထားတယ်ဘုန်းကြီးတို့ဟောတဲ့ညွှန်ကြားခဲ့တဲ့အတိုင်းတတိပရိသတ်တွေအမြောင်များအားထုတ်ရမှာရှုမှတ်လို့အလွယ်ကူဆုံးပဲလို့အပြီးမှပြုပြီးတော့အားလုံးလည်းတညီတည်းဖြစ်အောင်လို့ဝမ်းပိုက်ကလှုပ်ရှားရုပ်ကိုပဲစပြီးရှုဖို့ဒါကိုဘုန်းကြီးတို့ကညွှန်ပြနေပါတယ်ဒီနေ့ဟာကိုလည်းစပြီးရှုခြင်းရှုနိုင်ပါတယ်ဓဝါ၆ပါးကသင်္ချာပေါ်လာတာဆိုရင်ဘယ်အားမဆိုရှုနိုင်ပါတယ်ရှုကောင်းပါတယ်ဒါကိုရှုအတူတူပါပဲမထူးပါဘူးရှုနေပြီးနေလို့ရှိရင်ဘာကိုပဲရှုမမှားပါဘူးမျက်စိကမြင်တာလည်းစပြီးရှုနိုင်တယ်နားကကြားတာလည်းစပြီးရှုနိုင်တယ်နှာခေါင်းကနားတာလည်းစပြီးရှုနိုင်တယ်တရားကရတာသိတာလည်းစပြီးရှုနိုင်တယ်ကိုယ်ကအတွေ့အထိဆိုရင်လည်းဘယ်စိတ်ပိုင်းကပဲဖြစ်ဖြစ်အတွေ့အထိတွေကိုရှုနိုင်ပါတယ်ကောင်းကအရှုခြေတော်ကအရှုကိုယ်ကပဲရှုအတွေ့အထိတွေကိုဘယ်ကပြီးရှုနိုင်ပါလဲဒါတွေအကုန်လုံးမှန်နေကြီးပါပဲရှုရမယ်တရားကြီးပဲဒီကုကြံစဉ်းစားတာလဲစပြီးတော့ရှုနိုင်တာပဲခန္ဓာ၅ပါးတရားတွေဆိုရင်တရားပဲရှုမှားတယ်လို့ဘုန်းကြီးတို့ကဘယ်တော့မှမပြောဘူးအမှန်တွေကြီးပါပဲဒါပေမဲ့အဲ့ဒီမှန်တွေကစပြီးရှုရရဘုန်းကြီးကသင်ကြားနေတာကတော့ဝါမိုက်ကဖောင်းလိုက်ပင်လိုက်နဲ့တောင်းရင်းလှုပ်ရှားနေတဲ့ရုပ်ခန္ဓာကိုစပြီးရှုရညင်ကြားနေပါတယ်။ဖောင်းလာတာဟာဘာလဲတောင်းရင်းလှုပ်ရှားတဲ့ဝါယောဓပဲ။ပင်နာဟာဘာလဲလှုပ်ရှားတဲ့ဝါယောဓပဲ။ဝါယောဓဆိုတာဓာကြီးလေးပါးတွေကတစ်ခုပဲ။ဝိပဿနာရှုရင်ဘယ်ကစပြီးရှုရမလဲဆိုတော့သမထအခြေခံမရှိတဲ့ပုဂ္ဂိုလ်ဆိုရင်ဓာကြီးလေးပါးကစပြီးရှုရမယ်တဲ့အထာဂတာတွေကပြထားတယ်သမထအခြေခံရှိတဲ့ပုဂ္ဂိုလ်တွေဆိုရင်တော့ဇာစိတ်နံတရားကလည်းစပြီးရှုနိုင်ပါတယ်တဲ့ဘုန်းကြီးတို့ရှင်းပြနေတဲ့လမ်းစဉ်ကတော့သမထအခြေခံမပါတော့ဝိပဿနာသက်သက်ကစားပြီးရှုရတဲ့လမ်းစဉ်ဖြစ်ပါတယ်အထာဂတာဆရာတွေကပြထားတဲ့အတိုင်းဓာကြီးလေးပါးကစားပြီးရှုဖို့လိုပါတယ်ဒါကြီးနေပါတယ်မှာမထူရဆိုတာခက်မှကြားနာတဲ့သဘောပဲအခုလိုလက်နဲ့တစ်ခုခုကိုစမ်းသပ်ကြည့်ပါမာကြမ်းညံနည်းတစ်ခုခုကိုတွေ့နိုင်ပါတယ်အဲ့ဒါကတော့စပြီးရှုနိုင်ပါတယ်ဒီသောရဆိုတာအပူအေးအနှွေးသဘောပဲအဲ့ဒါကလည်းစပြီးရှုနိုင်ပါတယ်အဘောရဆိုတာအကြီးအစိုးသဘောပဲအဲ့ဒါကလည်းစပြီးရှုနိုင်ပါတယ်သင်ကြားလို့ရှိရင်ရှုနေတာကြီးပါပဲယထာပါကတံဝိပဿနာပြီးဝေသောတဲ့ဝိပဿနာပြီးဝေသောဝိပဿနာကိုစ၍နှလုံးသွင်းခြင်းအထုတ်ခြင်းသည်ယထာပါကတံသင်ရှားသောတရားစဉ်တိုင်းဟောသည်ဖြစ်၏ဝိသုဒ္ဓိမေမဟာဒီယာကပြထားပါတယ်ဝိပဿနာရှိတဲ့ပုဂ္ဂိုလ်ဟာသင်ရှားတာကစပြီးရှိပါတဲ့သင်ရှားလောကီယာကစပြီးတော့ရှိပါတဲ့မထင်ရှားတဲ့တရားကမထင်ရှားတဲ့တရားတွေခက်တာတွေကိုလိုက်ပြီးရှိပါနဲ့တဲ့ဒါမှမြန်ပြည့်စုံမှာသာသင်ရတာနဲ့တူတယ်သာသင်ရင်လောရာကစပြီးတော့သင်ရတယ်ခက်ဆုံးကစပြီးသင်ရင်ဘယ်ဖြစ်မလဲကြောင်းရောက်လာတာစရှိသေးအမှန်တန်ခက်တဲ့တရားတွေပဋ္ဌာန်းကစပြီးနည်းနည်းဆိုတော့ဘယ်တတ်လိမ့်မှာတော့မတတ်နိုင်ဘူးလောကီဘက်ကဆိုရင်လည်းအမှန်တန်ခက်တဲ့ဘာသာရပ်ကစပြီးသင်လို့ရှိရင်ကိလေသာငယ်တွေဘယ်တတ်လိမ့်မှာတော့မတတ်နိုင်ဘူးလိုလေတွေကစားပြီးသင်ရတယ်အဲ့ဒါလိုပဲတရားထုတ်တဲ့ပုဂ္ဂိုလ်လည်းအလွယ်ဆုံးကစပြီးတော့အထုရတယ်မြတ်စွာဘုရားကလည်းအလွယ်ကလေးတွေဟောထားပါတယ်မနေ့ကပဲထုတ်ပြီးတော့ဟောခဲ့သေးတယ်အရိယဘုံ၄ပါးကိုရှုပါတဲ့ယေသံတော်ဝါသွားသည်ရှိတော်လေယေသာမိတိသွားသည်ဟူ၍ပသနာတိပြီ
သွားရင်သွားတယ်လို့သိရမယ်တဲ့ဒါပါပဲသွားရင်သွားတယ်လို့သိရမယ်ဆိုတာပါခဲ့လေမမခဲ့ဘူးမခဲ့တော့ဒါကိုတချို့ကတရားမဟုတ်ဘူးလို့ထင်ကြတယ်တရားဟောသွားလို့တာပေါ့တရားဟောမဟုတ်လို့ရှိရင်ဒီဟာကိုအကုန်လုံးတောင်ပယ်ပြစ်လိုက်ဦးမယ်တရားဟောတာတောင်မှဒီလိုကမဟုတ်သေးဘူးဘိုလိုကမဟုတ်သေးဘူးဆိုပြီးအညွှန်းကအဲ့လိုရှင်းရသေးတယ်။ဘာနဲ့တူကြလဲဆိုတော့နားငယ်ကိုမီးဆွဲတဲ့အဲ့ဒီတာနဲ့တူနေပါတယ်။ရင်စရာကမရှိတော့နားငယ်ကိုမီးလေးတူသေးတယ်ဆိုပြီးတော့ပြင်လိုက်တယ်အဲ့ဒါလိုပါပဲ။ဒီဇန်တော်ဝါသွားပြီးရှိတော့ဆိုရမှာသွားတာကိုသွားတယ်လို့ရှိရင်ဒီတော့ကာယလက်ကာယနဲ့ရှင်းနေမှာပေါ့ဒါပြည့်ရတယ်ပဲဗြဟ္မမဟုတ်ဘူးဆိုပြီးတော့ဒီနေ့ပုဂ္ဂိုလ်တွေကရှိသေးတယ်အဲ့ဒါနားငယ်ကိုအမိဆွဲတာပါပဲတရားဟောထားတာပဲညင်ကြမလို့ပါဘူးဗြဟ္မယုံမှာညုံနာနေကိုတွေးဆပြီးတော့ရှုသိရင်မြတ်စွာဘုရားကတမျိုးပြင်ပြီးဟောမှာပေါ့အဲ့ဒါတော့ဆိုလို့ချင်းပစ္စံတော်ဝါနာမရူပန္တိပဇာနာတိပစ္စံတော်ဝါသွားသည်ရှိသောနာမရူပန္တိနာယဟု၍ပဇာနာတိပြီးလို့လွတ်ပြင်းပြီးဟောခဲ့မှာပေါ့အခုမြတ်စွာဘုရားဟောခဲ့တဲ့သတိထားသုံးပါအဲဒီလိုပြင်ပြီးမဟောခဲ့တာမှမဟုတ်ပဲအမှန်ဟောခဲ့တာကတော့ပစ္စံတော်ဝါသွားသည်ရှိသောလေပစ္စာမိတိသွားသည်ဟု၍ပဇာနာတိပြီးလို့အဲဒီလိုတော့ဟောခဲ့ပါတယ်အဲဒါကိုမနေ့ကလည်းရှင်းပြောခဲ့ပါပြီ။နေဆရာတော်ဘုရားကြီးအနာဂတိဉာဏ်မှာသွားခြင်းအရိယာဘုံ၌ခြေလန်းတိုင်းခြေလန်းတိုင်းငါသွား၏ငါသွား၏ဟုခြေ၌ဒီသောစိတ်ကိုဖြစ်စေ၍သွားရမည်။ခြေတလန်းမြအမှတ်တမဲ့မလားမိစေနဲ့စသည်ဖြင့်ညွှန်ပြထားပါတယ်။အဲဒီမှာငါသွား၏လို့ရှုပုံကိုပြတာကတော့ယစ္ဆာမိဆိုတဲ့ပါဠိတော်အတိုင်းအတိအကျပြထားတာပါပဲဘာမှညံကုန်ပြီးထွင်ထားတာမဟုတ်ပါဘူးငါသွား၏လို့အဲဒီလိုမှတ်ပေမဲ့သမာဓိဉာဏ်ညင်လာတော့သွားတယ်ဆိုတာဟာသွားခြင်းနဲ့စိတ်ကြောင့်လှုပ်ရှားရုပ်တွေဖြစ်ပြနေတာပဲလို့ဒီလိုမှတိုင်းသိနေပါတယ်ဘုန်းကြီးတို့ကတော့အဲဒီလောက်တော့ရှိရှိကြီးမှမထိုင်ပါဘူးသွားရင်သွားတယ်လို့မှဒီလိုမှမဟုတ်ရင်လည်းလှမ်းတယ်လို့မှဒီလိုမှမဟုတ်ရင်လည်းကြွတယ်လှမ်းတယ်ချတယ်လို့မှဒီလိုစုပုံလေးတွေပေးထားပါတယ်အဲ့ဒါဟာအလွယ်ဆုံးပဲဆိုရင်ကတော့သွားတာလေးသိနေုံပါပဲထိုင်နေတဲ့အခါမှာလည်းထိုင်နေလို့လည်းမှတ်နိုင်ပါတယ်အဲဒီလိုထိုင်နေလို့ကြီးတမျိုးတည်းမှနေရတော့ကျုပ်မှာစိတ်ကသိမဝင်စားပဲလည်းရှိနေရတယ်။ဒါကြောင့်ဘုန်းကြီးတို့ကဒီနေ့ရှားနဲ့လောကူလည်းမှနိုင်ပြီးအပြောင်းလဲရှိတဲ့ရုပ်မူရာကိုရှုမှတ်ဖို့လည်းညွှန်ကြားနေပါတယ်။အဲဒါကဘာလဲဆိုလို့ရှိရင်ဝါမိုက်ကဖောင်းလိုက်ပိန်လိုက်နဲ့လှုပ်ရှားနေတဲ့ရုပ်ပါပဲ။ဖောင်းဝင်ပိန်ငယ်မှာဖောင်းနေပိန်နေလို့ဒါလေးမျိုးကိုအမှတ်ခိုင်းနေပါတယ်။အဲဒါကိုရှုမှတ်နေလို့ရှိရင်ဝိပဿနာဖြစ်တယ်လို့လည်းဟောနေပါတယ်။အဲဒီတော့တရားနာတဲ့အချုပ်ပုဂ္ဂိုလ်နဲ့အာထုခါဇအချုပ်ပုဂ္ဂိုလ်ကဖောင်းနေပိန်နေလို့မှတ်ယုံနဲ့ဝိပဿနာဉာဏ်ဖြစ်တယ်ဆိုတာဟာဟုတ်ပါမလားလို့ယုံမှားတွေ့တော်မူတတ်တယ်။ဒီတော့မှာဘောသူကဒီလမ်းကိုသွားမှမသွားဘူးသေးပဲဝိပဿနာဉာဏ်ဖြစ်တယ်ဆိုတာကိုလည်းသူကဘာမှမသိသေးဘူးဆရာများကဖြစ်တယ်ပြောလို့တော့သူကယုံကြည်ပြီးတော့အားထုတ်နေရတာကိုယုံနာနေလဲကွဲလာပါလိမ့်မယ်လို့ဆရာများကပြောပေမဲ့သူ့မှာတော့ယုံနာနေရမကွဲသေးဘူးအနိစ္စဒုက္ခအနတ္တသဘောတွေလည်းသိပါလိမ့်မယ်နေကြတဲ့ကဏ္ဍသဘောတွေလည်းပြီးပါလိမ့်မယ်လို့ဆရာများကပြောပေမဲ့သူကတော့မသိသေးဘူးမသိသေးတော့သူကစဉ်းစားနေရတယ်ဒီလိုရှိနေုံနဲ့
ဝိပဿနာဖြစ်တယ်ဆိုတာဟုတ်မှဟုတ်ပါမလားယုံနာနေကြပြီးတော့သိရဆိုတာဟုတ်မှဟုတ်ပါမလားနိစ္စရဝန္တသဘောတွေသိရဆိုတာဟုတ်မှဟုတ်ပါမလားလို့သူတော့စဉ်းစားနေတတ်တယ်အဲ့ဒါခုနကပြောခဲ့တဲ့လမ်းတစ်ခွကိုရောက်လာတာပါပဲလမ်းတစ်ခွရောက်လာတော့စဉ်းစားနေပြီစဉ်းစားနေတော့သူကတရားကိုအာမထုတ်တော့ဘူးအာမထုတ်တော့မယုံမှမီပဲလွတ်နေတဲ့စိတ်တွေမှာခုနကပြောခဲ့တဲ့သတိဆောက်ရှောက်ခြင်းနေပါရောဝိပဿနာဉာဏ်ကျင်းနေပါရောဒါကြောင့်လူဟာအဲ့ဒီခိုက်မှာအရိယာနေမှာမနေရဘူးပုရုဇဉ်တွေကြာရောက်နေတယ်ဘေးအန္တရာယ်တွေမလုံးလုံးပဲဖြစ်နေတာပေါ့ခုနဝတ္ထုကြောင့်နဲ့ပေါ်ပြခဲ့တဲ့အတိုင်းသင်္ကန်းမှာဆွဲလန်းပြီးဒီလိုတန်းဖြစ်သွားကြလို့အာယုံတစ်ခုခုဆွဲလန်းပြီးအဲ့ဒီခိုက်တွေသွားလို့ရှိရင်အပယ်လေးပါးလည်းကျသွားနိုင်တယ်အဲ့ဒါလမ်းတစ်ခွမှာစုံစမ်းဆင်ခြင်ပြီးတွေးတော့နေတဲ့ကုဏီယာနောက်ကရံသူတွေမြည်လာပြီးတော့ပစ္စည်းကိုလည်းယူလူကိုလည်းအပတ်ခံရတယ်လို့ပါပဲတဲ့ဒါလိုရှုတာကဟုတ်လေသလားမဟုတ်လေသလားလို့စဉ်းစားပြီးတရားမထုတ်ဖဲနေရင်တရားကမတိုးတက်မတိုးတက်တော့မဖို့နေပါမရောက်ဘူးမဖို့နေပါမရောက်ဘဲနေတော့အပယ်လေးပါးကမလွတ်ဘူးတော့အပယ်လေးပါးကိုလည်းကြားရမယ်ပူရမယ်နာရမယ်သိရမယ်သံဃာဝဆင်းရဲနေလည်းတွေ့ရမယ်အဲဒီလိုတွေ့ပြီးတော့ကျိုးမဲ့တွေဖြစ်သွားပါလိမ့်မယ်တဲ့ဒါကြောင့်မို့လမ်းတစ်ခွနဲ့တူတဲ့ယုံမှားမှုနဲ့တွေ့လို့ရှိရင်ကျူးမှပြီးပြလိုက်ပါတဲ့ဆိုကြရမယ်ယုံမှားဒီဟာလမ်းတစ်ခွတွေ့ကပယ်ဖြောက်လေဆိုတရားတွေကဟောမယ်ဆိုရင်ဟောစရာအတွက်တွေအများကြီးကြံပါသေးတယ်။သို့တော်ဟောဖို့ချိန်ကနိုင်ဝဲလောက်ပဲရှိတော့တယ်။ရှိတယ်ပြောစရာတွေကအများကြီးရှိသေးတယ်။ဒီတော့နိဝရဏတရား၅ပါးကိုဖြစ်ပေါ်တိုင်းရှုမှပြီးပြရမယ်ဆိုတာကိုသာအတူတူမှတ်ထားကြပြီးတော့ဒါတွေကိုအကုန်လုံးပြင်နေတဲ့အခါမှာစိတ်ဓာတ်ဝိတ္တုဖြစ်ပါတယ်။နိဝရဏဆိုတာဘာဝနာကိုတားမြစ်တတ်တဲ့တကယ်ကြီးနဲ့ပြိလို့တယ်လို့ပဲတားမြစ်တတ်တယ်။ဘာနဲ့တူးနေတယ်လဲဆိုတော့စကားပေါက်တစ်ခုမှာဝင်ရင်လဲတယောက်ချင်းဝင်နိုင်တယ်။ထွက်ရင်လဲတယောက်ချင်းပဲထွက်နိုင်တယ်ဆိုတော့အဲဒီလိုစကားပေါက်မှာဝင်တဲ့လူတွေကသာမပြောက်ဝင်နေရင်ထွက်ချင်တဲ့လူတွေကမထွက်ရဘူး။ထွက်တဲ့လူတွေကသာမပြောက်ထွက်နေရင်လဲဝင်ရင်တဲ့လူတွေကမဝင်ရဘူး။ဒီနည်းပေါ်မှာကတော့လူရောက်တာလျှောက်လို့တဲ့တရားလေးဆိုတော့အဲ့ဒါဟိုဘက်ကလူတွေကအဆက်မပြလာနေရင်ဒီဘက်ကလူတွေမသွားရဘူးဒီဘက်ကလူတွေကဆင်းပြသွားနေရင်လည်းဟိုဘက်ကလူတွေမလာရဘူးအဲ့ဒါလိုပဲစိတ်ဆိုတာတစ်ခုချင်းဖြစ်ရတယ်တစ်ခုချင်းဖြစ်နိုင်တယ်ကုသိုလ်စိတ်ဖြစ်နေတဲ့အခါကုသိုလ်စိတ်ပဲဖြစ်တယ်အကုသိုလ်စိတ်မဖြစ်ဘူးအကုသိုလ်စိတ်ဖြစ်နေတဲ့အခါလည်းအကုသိုလ်စိတ်ပဲဖြစ်တယ်ကုသိုလ်စိတ်မဖြစ်ဘူးကုသိုလ်နဲ့အကုသိုလ်နှစ်ခုပြောင်းပြီးတော့မဖြစ်နိုင်ဘူးအဲဒီတော့ရှင်းမတဲ့ဘာဝနာစိတ်ကမင်းငြင်းမပြတ်ဖြစ်နေရင်ကုသိုလ်တွေပဲမပြတ်ဖြစ်နေတယ်အကုသိုလ်တွေမဖြစ်ဘူးမရှင်းမပဲနေတဲ့အခါမှာဆိုရင်အများဖြင့်အကုသိုလ်တွေပဲဖြစ်နေတတ်ပါတယ်ဒါကြောင့်ညောရဏအကုသိုလ်တွေဖြစ်နေတဲ့အခါမှာဆိုရင်ရှင်းမမှုကုသိုလ်တွေကျင်းနေတာပဲကာမသန္တာနေသက်မှုတွေဖြစ်နေမယ်။ယာဘာရစိတ်ကြစိတ်ဆိုးနေမယ်။ဒီနာမိတ်ရဤနေမယ်။ဩရဇဂုဂုသပြန်မဲ့ဘူပန်းနေမယ်။ဒီစိတ်ကိစ္စဟုတ်မဟုတ်ပါမလားလို့စဉ်းစားကြည့်ရနေမယ်ဆိုရင်အဲဒီချိန်မှာကျွမ်းမှမှုတွေကျင်းနေတယ်။ဘာဝနာတွေကျင်းနေတယ်။ဟေးဘာဝနာတွေမင်းတို့ကြည့်ကြနေကွာလို့မဆိုရင်လည်းဆိုသလိုပဲနိဝရဏတရားတွေကသူတို့ကြည့်ခွင့်ရယူပြီးတော့ဖြစ်နေကြတယ်။ဒါကြောင့်သူတို့ကိုနိဝရဏတရားတွေလို့
ခေါ်တာဒီဝရဏတရားတွေမကျင်းနေတဲ့ကာလပါလုံးစိတ်ဟာမစင်ကြယ်သေးဘူးဘယ်စင်ကြယ်လိမ့်မလို့ဒီကတစ်ချက်တစ်ချက်လောက်ရှိလိုက်ရင်ဟိုကနိဝရဏတရားတစ်ခုကဝင်ဖြစ်လိုက်ရင်ဒီကတစ်ခါရှိလိုက်ကြရင်ဟိုကနိဝရဏတရားတစ်ခုကဝင်ပြီးဖြစ်လိုက်ကြရင်နဲ့ဒီလိုရောဆက်နေတာအဲ့ဒါကိုတရားထုတ်တဲ့ပုဂ္ဂိုလ်တွေမှပို့ပြီးပြီးပါတယ်တရားမထုတ်တဲ့ပုဂ္ဂိုလ်တွေကတော့ဒါနသီလကုသိုလ်ကောင်းမှုတွေပြုလိုက်တရားဝပြုလိုက်တရားရှိခိုးလိုက်ဒီကုသိုလ်အားလေးကိုပြုလိုက်နဲ့ဒီလိုနှလုံးသွင်းနေတော့ငါစိတ်တွေကသိကောင်းနေတာပဲတရားထုတ်ကြမလိုပါဘူးလို့တချို့ကဒီလိုလဲအောင်းမိတတ်တယ်အဲဒီလူကိုတရားထုတ်ကြတဲ့နေ့ရှိရင်မလိုပါဘူးသူစိတ်ကကောင်းနေတာပဲဘာမှမကောင်းတာမလုပ်ဘူးဘယ်သူကမှမကောင်းအောင်မလုပ်ဘူးဘယ်သူကမှမကောင်းအောင်မကြံဘူးသူစိတ်ကအများအားဆင်ကျင်နေတာပဲလို့ဒီလိုလိုပြောရကြတယ်ဒါပေမဲ့တရားထုတ်ကြည့်မှသိတယ်ဘုန်းကြီးမော်လမြိုင်မှာနေတော့ကဓမ္မတယောက်ကြောင်းလာပြီးတော့သီလရှင်ဆရာမနေပြီးတရားထုတ်တယ်ဘောင်းနာပင်နာစားပြီးခြေတိုင်းတွေကိုမှတ်ဖို့ရာဘုန်းကြီးကကမ္မဋ္ဌာန်းပေးထားတယ်အဲဒီပေးထားတဲ့ရှိမှနေရင်သူကဘာပြောတယ်ဆိုတော့တတိတော်မှစိတ်ကြီးမကောင်းဘူးခင်ဗျာတဲ့စိတ်နှုံးကတတိတော်မှစိတ်ဟာအများအားကောင်းနေပါတယ်စိတ်နှုံးကဘာမှမကောင်းတဲ့စိတ်မရှိပါဘူးတဲ့စိတ်ကအများအားကောင်းပြီးစင်ကြဲနေပါတယ်တဲ့အခုတရားလာပြီးအားထုတ်မှစိတ်တွေကမကောင်းတာတွေဖြစ်လိုက်တာမပြောပါနဲ့တော့သူတို့ကိုသွားတိုင်းလိုက်ပြီးမှတ်နေရတော့တာပဲခင်ဗျာလို့သူကဒီလိုပြောပါတယ်သူကစိတ်အကြောင်းမတူတာကိုဒီတော့ဘုန်းကြီးတို့ကအားပေးရတယ်ဓမ္မကြီးဒါကကောင်းတာအိမ်လုံးကကိုယ်စိတ်ကိုရှင်းမှမရှိပဲမရှိလို့မတူတော့ဖြစ်နေတာကောင်းတာဖြစ်လည်းမတူဘူးမကောင်းတာဖြစ်လည်းမတူဘူးဒါကြောင့်ကိုယ့်အကိုကောင်းတယ်လို့အောင်းနေနေတာအခုတော့ဒီတိုင်းလိုက်ပြီးတော့ရှုမှပြီးစစ်ဆေးနေတော့မကောင်းတာလေးတစ်ခုဖြစ်လိုက်ရှုပြီးလိုက်မကောင်းတာလေးတစ်ခုဖြစ်လိုက်ရှုပြီးလိုက်နဲ့ဒီလိုပဲသိနေတာအဲ့ဒါကိုရောင်းမှကြားရရဲ့အဝတ်တစ်ခုဟာမဲနေရဆိုတော့ဒီကိုကြောင်ထဲမှာသုံးတဲ့လက်နည်းစုပ်မိကိုကြောင်ထဲမှာသုံးတဲ့လက်နည်းစုပ်ဟာဦးမဲတွေစီကြီးတွေနဲ့မဲပေးနေတယ်အဲဒီဘုဘောမှာအမဲစက်တစ်ခုကြသွားရုံနဲ့လို့ဘယ်ထင်ရှားလိမ့်မလို့သူကအစတွေကမဲနေပြီးသားဖြစ်နေတာကိုဘာမှမထူးဘူးအမဲပဲထားပြီးဆုံးမမသိရဘူးအဲဒါလိုပဲမတိမရှိတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ကသူဟာစင်ကြယ်အောင်လုပ်နေတာမှမဟုတ်ပဲဒီတော့မကောင်းတာကိုသိကြည့်ရင်လည်းသူ့မှာဘာမှမဖြစ်ဘူးကောင်းတယ်လို့လည်းအောင်းနေတယ်သူ့မှာသိကြတာကတော့ရှိမှာပါပဲမြတ်တဲ့လူချင်းသာပါရတာရှိမှာပေါ့မရှိတော့ဘယ်နေလိမ့်မလို့ညာနာမှမဟုတ်ပဲမြတ်တဲ့လူချင်းမှာပေါ့သူချမ်းသာကြလေးတွေကိုတွေ့လို့ရှိရင်လည်းသိပြမှုဟာရှိမှာပေါ့မရှိတော့ဘယ်နေလိမ့်မလို့ရှိပါတယ်ကိုကမရှိလို့မသိတာပဲတရားထုတ်နေတဲ့အခါကာလကြတော့အညီကျေးဇူးမဖြစ်လာရင်ချက်ချင်းပြီးတာမာနတူကလေးဆိုလို့ရှိရင်အမှန်တန်ရှင်းစင်းနေတဲ့လက်ကောင်ဘွားလေးဆိုတော့အဲဒီဘွားလေးကမှအညီကျေးတစ်ခုကြားလိုက်ရင်အဲ့ဒါကိုသင်ကြားပြီးတာပဲအယောင်လေးဥသွားလိုက်တာမပြောပါနဲ့တော့ဒီလိုကိုမကောင်းတော့ဘူးအဲ့ဒါလိုပဲသင်ကြားနေတဲ့ဘာဝနာစိတ်အစဉ်ထဲမှာဝင်ပြီးတော့ကာမိသနာနှိမ့်သက်မှုလေးဖြစ်လိုက်ရင်အဲ့ဒါကိုသိရတာပဲဟိုသွားလိုက်ဒီသွားလိုက်နဲ့သွားနေတဲ့စိတ်ကလေးကိုသိတယ်ຢာပါတာဒေါသလေးဖြစ်လိုက်ရင်လည်းသိရတာပဲဒါကြောင့်တရားထုတ်ကြည့်မှဒီစိတ်ဟာကောင်းတယ်မကောင်းဘူးဆိုတာကိုသိနိုင်ပါလေရှင်းဆိုတာဒီတိုင်းကြည့်လို့ရှိရင်ကောင်းတယ်လို့ကြည့်ထင်ရတယ်မဘောတင်ကြည့်မှသူဟာအရင်ကြီးသလား
မမီဘူးလားဆိုတာသိရတယ်အဲ့ဒါလိုပါပဲတရားဆိုတာအာထုကြီးမှသူချာပြီးပါတယ်အဲဒီလိုတခြားတော့ပါပြည့်သွားခြင်းစိတ်တွေဖြစ်နေတာဟာစိတ်မစင်ကြယ်တဲ့အခြေအနေပါပဲကြီးမှပါများတဲ့အခါကျတော့အဲဒီစိတ်ညစ်ကြေးတွေကျင်းပြီးစင်ကြယ်လာပါတယ်အဲ့ဒါကိုတရားထုတ်တဲ့လူကိုယ်တိုင်တွေ့ပါတယ်ဒေတာဝိသုကြီးဖြစ်တဲ့စိတ်စင်ကြယ်တယ်ဆိုတာတကယ်ကိုစင်ကြယ်နေတာမတိုင်းမတိုင်းဟာစင်ကြယ်တဲ့မှာစိတ်ကြီးပဲဒီစိတ်လည်းမှာစိတ်နောက်စိတ်လည်းမှာစိတ်သူနောက်စိတ်လည်းမှာစိတ်သူနောက်စိတ်လည်းမှာစိတ်တကားတဲ့သဇင်ကန်းကြီး9 မိနစ်လောက်ဆက်မှန်နေ9 မိနစ်လောက်10 မိနစ်လောက်ဆက်မှန်နေ10 မိနစ်လောက်မိနစ်20လောက်ဆက်မှန်နေရင်မိနစ်20ကာလပတ်လုံးမစိတ်ကြီးပဲခဏကပြောခဲ့သလိုပြီးသွားတဲ့စိတ်တွေမရှိဘူးမြတ်တဲ့စိတ်တွေမဝင်လာဘူးဒီလိုစိတ်တွေလည်းဝင်မလာဘူးရင်းတဲ့စိတ်လည်းဝင်မလာဘူးကျမ်းတဲ့စိတ်လည်းဝင်မလာဘူးယုံမာတဲ့စိတ်လည်းဝင်မလာဘူးစွန့်မတဲ့စိတ်ကြီးပဲမပြတ်ဖြစ်နေတယ်အဲဒီစိတ်တော်သူဖြစ်တာကိုတချို့ကမသိကြပဲဟာကိုအဲဒီလိုမသိကြတော့ဇာနေရမှာစိတ်တော်သူဖြစ်တယ်လို့ထင်နေတတ်ကြတယ်ဘယ်ဟုတ်မလဲဇာနေဖြစ်တဲ့စိတ်တော်သူကသမထပဗ္ဗနာသမารီခေါ်တယ်ဇာစိတ်ကြီးအစဉ်တန်းလိုက်မပြတ်ဖြစ်ပြီးတော့စိတ်စင်ကြဲနေတယ်လို့ဆိုလိုပါတယ်ဒီဝိပဿနာတက်တဲ့နဲ့ဖြစ်တဲ့စိတ်တော်သူကတော့ဝိပဿနာခဏိကသမารီခေါ်တယ်ဝိပဿနာဖြစ်ခိုက်မှာစိတ်စင်ကြဲနေတယ်လို့ဆိုလိုပါတယ်ညောရဏကင်းပြီးစိတ်စင်ကြဲပုံကတော့အတူတူပါပဲအဲဒီလိုစိတ်စင်ကြဲတဲ့အခါကာလမှာရှုတိုင်းရုပ်တရားနာတရားတွေကိုပိုင်းခြားပြီးတော့ပြီးပါတယ်ရုပ်တရားနာတရားဆောင်မှုကလေးတွေအကုန်ပြောနိုင်မှုရအောင်အချိန်မရှိတော့ဘူးအချိန်ကတော်တော်ကုန်သွားပြီရုပ်တရားနာတရားတွေကိုပိုင်းခြားပြီးပုံကိုဖောင်းနာပိန်နာနဲ့ပဲပြောရတော့မယ်ဘုန်းကြီးတို့တရားလို့လမ်းစဉ်ကဖောင်းနာပိန်နာကစပြီးတော့ညွန်ပြထားတော့အဲဒီကပဲစပြီးပြောရမယ်သူများကကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဘုန်းကြီးတို့ကတော့ဒါကပဲစပြီးပြောရမယ်တကယ်အားထုတ်ကြည့်တဲ့အခါကျတော့အကုန်လုံးပဲကြိုက်ကြပါတယ်တချို့များစတော့ကဖောင်းနာပိန်နာမှပုံကိုအများအားဖြင့်ပြောနေတယ်ဒါပေမဲ့သူမိတ်ဆွေတွေကအတင်းဆွဲခေါ်လာတာနဲ့တရားထုတ်ပြီးတော့ကြိုက်လိုက်တာမှမပြောနဲ့တော့ခြေတော်ကသူနဲ့အတူဒီတရားကိုအပြည့်ပြောပဲဆိုပဲဖြစ်တဲ့သဘောတူပုဂ္ဂိုလ်တွေတောင်ပြန်ပြီးအပြည့်တင်နေတယ်ဒီသီဓမ္မတရားတကယ်အားထုတ်ကြည့်ရင်ကြိုက်ရမှာပါဘာလို့လဲဆိုတော့တကယ်သဘာဝတရားတွေပဲမိဆိုတာကံကြည့်ရင်ပူတာကိုလူတိုင်းသိရတယ်ရေခဲကိုကံကြည့်အေးတာကိုလူတိုင်းသိရတရားချိုးတယ်ဆိုတာကိုလူတိုင်းရှားပေါ်တင်ကြည့်ရင်သိတာပဲသာငါနဲ့ဆိုတာကိုရှားပေါ်တင်ကြည့်ရင်သိတာပဲတရားကလည်းပဲဟုတ်သလားမဟုတ်ဘူးလားဆိုတာကိုကိုယ်တိုင်အားထုတ်ကြည့်ရင်ကိုယ်တိုင်တွေ့ပြီးကိုယ်တိုင်သိတာပေါ့ကောင်းတာမကောင်းတာကိုသူများပြောနေကြုံလို့ပဲဖြစ်မလဲတရားကသိချသိရတာပါအဲဒီတော့ဘုန်းကြီးတို့ပြနေတဲ့တရားလုပ်ငန်းကကောင်းတယ်ဘိန်းတယ်လို့မှတ်ရတယ်ဘုန်းကြီးတို့ပြနေတဲ့တရားဆိုတာကလည်းအခုနေခါမှာဘုန်းကြီးတို့ကခေါင်းဆောင်ပြီးအထင်ရှားဟောနေလို့ပြောရတာပါအမှန်မှာတော့မြတ်စွာဘုရားဟောခဲ့တဲ့တရားတော်ပါပဲခေါင်းရဆိုတာခုနကပြောခဲ့တဲ့အတိုင်းခန္ဓာ၅ပါးတွေကယုတ်ခန္ဓာယုတ်တရားပဲယုတ်ထဲမှာလည်းဝါယောဓာတ်ပဲဝါယောဓာတ်ဆိုတာလက္ခဏာအချင်းဝိဓာမနာလက္ခဏာရှိတယ်ထောက်ကညင်လက္ခဏာရှိတယ်ဝါယောဓာတ်ကိုရှိရင်အဲ့ဒီလက္ခဏာကိုသိအောင်ရှိရတယ်။ရာထုတ်တဲ့ပုဂ္ဂိုလ်ဟာလူဉာဏ်တရားတွေကိုရှိရတယ်။ဘယ်လိုရှိရမလဲ။နာမည်နဲ့ရှိရမှာလား။အရေးအတွက်နဲ့ရှိရမှာလား။ဘုံနာနဲ့ရှိရမှာလား။ဘယ်လိုရှိရမလဲဆိုရင်နာမည်နဲ့ရှိဖို့လည်းမဟုတ်ပါဘူး။နာမည်ပြီးရင်လည်းလူရင်းမဟုတ်ဘူး။အရေးအတွက်နဲ့ယုတ်ကဘယ်လောက်နာငါဘယ်လောက်စိတ်ကဘယ်လောက်စေတသိက်ကဘယ်လောက်ဒီလိုခဏသင်္ခါနဲ့ရှိဖို့လည်းမဟုတ်ပါဘူးပြီးတော့တချို့ကဖော်ဝါနဲ့အမုန်းဘုံသာနာနဲ့ဒီလိုရှိနေတတ်တယ်
ဘုံဘာနာဆိုတာကအစင်းနဲ့တွေ့မှရှိတာဒီလိုယုံနာနေဘုံဘာနာမရှိဘူးစဉ်းစားကြည့်ပေါ့အတန်းဆိုရင်ဘယ်နဲ့လုပ်ပြီးဖွာဖွာဖွာရှိလို့ဖြစ်မလို့အနံ့ကိုဖွာဖွာဖြစ်အောင်ရှိလို့ဘယ်နဲ့လုပ်ဖြစ်မလဲအရာပါလေးရှိကြည့်သမ်းမအောင်သာပြရတဲ့ရတာကိုဖွာဖွာလုပ်ပြီးတော့ရှိလို့ဖြစ်ပါမလားမဖြစ်ပါဘူးအဲ့ဒါတွေကယုတ်တရားတွေမှဖြစ်တယ်လို့ထားလိုက်အောင်တော့စိတ်တရားနာတရားတွေကိုတော့ဖွာဖွာလုပ်ပြီးရှိလို့ဘာမှမဖြစ်နိုင်ဘူးအာယုံကိုသူ့ရဲ့စိတ်လေးကိုဖွာဖွာလုပ်ကြည့်ပါဘယ်ဖြစ်လိမ့်မလို့လောဘကိုဖွာဖွာလုပ်ကြည့်စမ်းဒေါသကိုလုပ်ကြည့်စမ်းသင်္ချာတော့သင်္ချာနေတာပဲဖွာဖွာပုံသဏ္ဍာန်နဲ့တော့မထင်နိုင်ပါဘူးဒုက္ခဝေဒနာတွေဟာသင်္ချာနေတာပါပဲဖွာဖွာလုပ်ကြည့်လို့တော့ဘယ်ဖြစ်လိမ့်မလို့အဲဒီတော့ပုံသဏ္ဍာန်နဲ့ရှိဖို့လည်းမဟုတ်ပါဘူးအမှန်ကတော့သဘောတရားတွေကိုသာရှိဖို့ပါပဲသဘောတရားကိုရှိတော့သူ့လက္ခဏာနဲ့ရှိရမယ်သူရာသသူ့ကိစ္စနဲ့ရှိရမယ်သူ့ပစ္စုပ္ပထံသူ့ထင်ပေါ်ပုံချင်းညာနဲ့ရှိရမယ်ဒါကအထာဂတာမှာဆိုတဲ့စကားပါဘုရားပြောတာမဟုတ်ပါဘူးဝိသုဒ္ဓိမမှာဒီလိုပြောထားပါတယ်လက္ခဏာရတာရိဝသေနာပြိကေတပါတဲ့လက္ခဏာရတာရိဝသေနာလက္ခဏာရတာစသည်တို့အလိုအားဖြင့်ပြိကေတပါသိသိအကုန်၏ဒုက္ခတရားတွေရဲ့သင်္ကိုရင်းသဘောလက္ခဏာနဲ့လည်းရှိရမယ်သာသာခေါ်တဲ့ကိစ္စနဲ့လည်းရှိရမယ်ပြီးတော့အာရိဒရာယသင်္ဘောပုံချင်းရပစ္စုထံလည်းရှိရမယ်တဲ့ဒီပါဠိကဥဒ္ဓရိမေဆိုတော့စာကြီးပေကြီးဖြစ်နေပါတယ်ဟောလူတိုင်းရှင်နေပြီလို့ဒါကတော့အဘိဓမ္မာသင်္ဃာကျမ်းကဆိုထားတဲ့စကားလေးပါပဲအဲဒါကတော့ကိုရင်လေးတွေကျောင်းသားလေးတွေဒီမင်းညောင်စာသင်တိုင်းမှာနေကြတဲ့ကိုတော်လေးတွေအားလုံးပဲဒီအဘိဓမ္မာသင်္ဃာကျမ်းကိုသင်မှုကြပါတယ်ဒါကြောင့်ကိုရင်လေးတွေလည်းဒီပါဠိကိုနှုတ်တော့ရနေတာပဲအဲဒါကအမှန်တန်သင်ကြားပါတယ်ဘယ်လိုလဲဆိုတော့လက္ခဏာရတာပစ္စုပ္ပထာနာဗရဒနာဝသေနာနာမရူပပရိခောဒိဋ္ဌိဝိသုယနာမတဲ့ဒါကိုကိုရင်လေးလည်းရနေပါတယ်ဘုန်းကြီးတို့လည်းဒီပါဠိကိုငယ်ငယ်တည်းကနှုတ်တော့ရလာတာဒီခုတည်းကမမေ့သေးလက္ခဏာရတာပစ္စုပ္ပထာနာဗရဒနာဝသေနာလက္ခဏာအလိုသာသအလိုပစ္စုပ္ပထာအလိုဗရဒနာအလိုအချင်းနာမရူပပရိခောနာယုတ်ကိုသင်သိခြင်းသည်ဒိဋ္ဌိဝိသုယနာမဒိဋ္ဌိဝိသုယနီဒိဋ္ဌိဝိသုယဖြစ်ခြင်းလို့ရှိရင်နာယုတ်ကိုသင်သိရမယ်နာယုတ်ကိုဘယ်လိုသိသိရမလဲလက္ခဏာနဲ့သိသိပါသာသနဲ့သိသိပါပစ္စုပ္ပန်နဲ့ဗရဒ္ဓနဲ့သိသိပါတဲ့အဲ့ဒါပါပဲဟိုစကိုင်းမျိုးကသာရပေရတရားလဲအာရုဒ္ဓတဲ့ဉာဏ်ရှိပုဂ္ဂိုလ်ကြီးတူကဒီလိုပြောမှုပါတယ်ဗိဓမာရသင်္ဃာကျမ်းကလက္ခဏာရတာပစ္စုပ္ပန်ဗရဒနာဝေဒနာနာမရူပပရိကောဒိဋ္ဌိဝိသုယနာမဆိုတဲ့ဒီစာပိုက်ကလေးဟာသိကောင်းတာပဲဗျာဒီစာပိုက်ကလေးကိုသတိမပြုတဲ့ပုဂ္ဂိုလ်တွေကဝိပဿနာတရားကိုဟောရင်အမှုမှုမေဖောဘာဝတွေရောက်သွားတယ်ဗျာတဲ့သူကဒီလိုပြောတယ်ဟုတ်တယ်ဒီစာပိုက်ကလေးကိုသတိမပြုရင်အဲဒီအမှုမှုမေဖောဘာဝတွေကိုရောက်ကုန်တာတယ်အမှန်ကတော့ယုတ်တရားတွေနံတရားတွေရှိရင်သူ့ကိုလက္ခဏာနဲ့ရင်လည်းရှိပါတဲ့သို့မဟုတ်သာသာရင်လည်းရှိပါတဲ့သို့မဟုတ်သစ္စုဒ္ဓနဲ့ရင်လည်းရှိပါတဲ့အဲဒီတော့ခေါင်းနဲ့ပင်နဲ့လို့ရှိတဲ့အခါမှာဘာကိုပြီးတယ်လဲဝါယောဓာတ်ကိုပြီးတယ်လို့ခွန်ကြီးတို့ကဖြေပါတယ်ဝါယောဓာတ်ကိုဘယ်လိုပြီးတယ်လဲလက္ခဏာနဲ့လည်းပြီးတယ်သာသာနဲ့လည်းပြီးတယ်သစ္စုဒ္ဓနဲ့လည်းပြီးတယ်ဝါရဤလက္ခဏာကဘာလဲရတာကဘာလဲပစ္စုထံကဘာလဲဒါလေးစိတ္တန်ထုတ်ကိုရလိုးလာပါတယ်ဒါကြောင့်ဘုန်းကြီးတို့ကဒီမှာဆောင်းမှုကလေးပေးထားတယ်ဘုန်းကြီးတို့ရဲ့တတိယောဂီတွေကတော့ဒါလေးကိုရနေမှာပါအဲဒါလေးဆိုကြအောင်စို့ထောက်ကံတောင်းခြင်းရော့ခြင်းတမီဆိုထောက်ကံနာတဲ့တောင်းနာတဲ့ကျင်းနာတဲ့ရော့တာတဲ့အဲ့ဒါဝါယောဓာရဲ့လက္ခဏာပဲအထာဂတာကဘယ်နဲ့ဆိုတာလဲဆိုတော့ဝ
ဝိထာမနာလက္ခဏာဝါယောဓာတုဝါယောဓာတုဝါယောဓာတိဝိထာမနာလက္ခဏာထောက်ကံခြင်းလက္ခဏာရှိဝါယောဓာဆိုတာထောက်ကံခြင်းသဘောပဲထောက်ကံနာဝါယောဓာပဲအရာထဲမှာတော့ထောက်ကံတယ်လို့အသုံးလုံးသိမရှိဘူးနည်းနည်းပဲရှိတယ်အိမ်တွေပါလေရိုင်းနေရင်ကြားထောက်တယ်ကြားကန်တယ်လို့နည်းနည်းပါးပါးပြောဆိုလို့ရှိပါတယ်ဒီအထဲမှာအများသုံးနေကြတာကတော့တောင်းတယ်တင်းတယ်လို့သုံးနေကြပါတယ်ယခုလက်ကလေးကိုဆန့်ပြီးတော့တန်းထားလိုက်လက်ထဲမှာစိတ်နဲ့စိုက်ကြည့်ဘာကိုတွေ့တော့တောင်းနေတာကိုတွေ့တယ်အဲ့ဒါကိုကျမ်းဂန်လုံးစာသုံးတယ်ဆိုရင်ထောက်ကန်တယ်လို့ပြောရတယ်ဒီအသုံးတယ်ဆိုရင်တော့တောင်းတယ်တင်းတယ်လို့ပြောရတာပါပဲအခုထိုင်းနေရင်ခါကိုစောင့်နေထားလိုက်ခါထဲမှာစိတ်နဲ့စိုက်ကြည့်ခါထဲကတောက်နေတာကိုတွေ့ရတယ်အဲဒါလည်းစာသုံးနဲ့ပြောမယ်ဆိုလို့ရှိရင်ထောက်ကန်တယ်လို့ပြောရတယ်ဒါကြောင့်ထောက်ကန်တယ်တောင်းနေတယ်ဆိုတာအတူတူပါပဲပြီးတော့ရောတယ်ဆိုတာကလည်းသူ့ရဲ့ဒင်းနာကိုထောက်ပြီးတော့ရောရတာပါပဲသူ့ရဲ့ရောတာနဲ့ရှင်ကြည့်ရင်တော့သူ့ကိုလည်းတင်းတယ်လို့ပြောရတယ်ကျိုးသုံးချောင်းရှင်ပြီးတော့တန်းထားတယ်ဆိုတော့ပထမကျိုးကိုအတင်းဆုံးဆွဲထားတယ်ဒုတိယကျိုးကိုအလယ်လဆွဲထားတယ်တတိယကျိုးကိုအယောဆုံးဆွဲထားတယ်ပြီးတော့အလယ်ကကျိုးလေးနဲ့ပြောမယ်အလယ်ကကျိုးလေးကမရောမတင်းဖြစ်နေတယ်သူ့ရဲ့တင်းနဲ့ကျိုးနဲ့စာကြည့်ရင်အလယ်ကကျိုးဟာရော့တယ်လို့ပြောရမှာပဲသူ့ရဲ့ရော့တဲ့ဟိုဘက်ကကျိုးနဲ့စာကြည့်ရင်တော့သူ့ကိုတင်းတယ်လို့ပဲပြောရမယ်အဲဒါလိုပါပဲတင်းတယ်ရော့တယ်ဆိုတာဟာအရင်းပိုင်းနဲ့ဖြားပိုင်းပါပဲသူရဲ့တင်းနဲ့စာကြည့်ရင်သူ့ကိုရော့တယ်လို့ခေါ်ရတယ်သူရဲ့ရော့တာနဲ့စာကြည့်ရင်သူ့ကိုတင်းတယ်လို့ခေါ်ရတယ်ဒါကြောင့်မို့ထောက်ကံတောင်းခြင်းရော့ခြင်းတနည်းတဲ့ထောက်ကံတာတောင်းနေတာထောက်ကံတာတောင်းနေတာလို့ပဲရော့တာလဲဝါရောဓပဲလို့မှတ်ရမယ်။အောင်းနေပင်နဲ့မှတ်တဲ့အခါဘာကိုသိသလဲအာရုခါကတော့ပဂိတိုင်းနဲ့ရိုးရိုးပြီးမှာပေါ့။ဗိုက်ကြီးတိုင်းပြီးမှာပေါ့။ဘုန်းကြီးကမငြင်းပါဘူး။ဗိုက်ကြီးတိုင်းပြီးမယ်လို့လဲသိစ္စာမရှိပါဘူး။အာရုခါကရှိသေးတာပဲ။စစချင်းမဲ့ဖို့ကိုပဲရလိမ့်မလို့။စစချင်းနာမရူပပိစ္ဆရာညာတော့မဖြစ်သေးပါဘူး။အာရုဇမှာတော့ခုနကပြောခဲ့တဲ့အတိုင်းဒီဝရဏတွေကိုရှင်းမှပြီးပဲနေရပါတယ်။ဒီနိဝရဏတွေဝိသမနာနေရာချင်းကိုယ်စင်ပြီးဆုံးကသိစင်ကြတယ်။အဲဒီလိုသိစင်ကြတဲ့အခါမှာပဲသူပြောနေတဲ့ထောက်ကံတောင်းနေတဲ့သဘောကိုဒီလိုဆရာသိလာတာ။စစချင်းတော့ပဲသိနိုင်မလို့မသိနိုင်သေးပါဘူး။သိပါတယ်လို့ဘုန်းကြီးတို့ကကြွားပြီးတော့တောင်းမခံဘူး။ကျွမ်းမပါများလာတော့နိဝရဏတွေကျင်းစင်ကုန်တယ်။အဲဒီကာလကြတော့မှကောင်းတယ်လို့မှတ်ရင်ဝမ်းမိုက်တွေကနေပြီးတော့တောင်းနေတဲ့သဘောတွေသင်ကြားလာတယ်။ဒီနေ့ကာလကြတော့လဲရော့တဲ့သဘောတွေသင်ကြားလာတယ်။ဒီလိုမသင်ကြားဘူးလို့ဘယ်သူမှမမြင်နိုင်ဘူး။ဒီလိုဆရာအားထုတ်ကြည့်ပါ။ဒီကြသင်ကြားပါတယ်။ဒါတော့ကောင်းတယ်ပင်တယ်လို့မှတ်တာထောက်ကံတောင်းနေတဲ့သဘောကိုသိနေလို့ဝါယောဓာကိုလက္ခဏာအချင်းအမှန်တိုင်းသိနေတာပဲ။ဒါသဘာဝလက္ခဏာနဲ့ယုတ်တရားကိုအမှန်တိုင်းသိတာပဲလက္ခဏာရတာရိဝဒနာပရိစ္ဆေတာပါဆိုတဲ့ဝိသုဒ္ဓိနဲ့လည်းညီးနေတာပါပဲလက္ခဏာရတာသစ္စုပ္ပဒါနရတနာဝဒနာနာမရူပပရိစ္ဆေဒိဋ္ဌိဝိသုဒ္ဓိနာမလို့ဆိုတဲ့မိဓမ္မရသင်္ဃာကျမ်းနဲ့လည်းညီးနေတာပါပဲမှားနေတာပဲကဲနောက်တစ်ပုဒ်ကိုဆိုရအောင်လို့ရင်းရိုင်းလှုပ်ရှား၍သွားရသည်ဆိုလှုပ်ရှားတယ်ယူရသွားတယ်ဆိုတာဒီလိုကြီးပါပဲဟောရလောက်သာကွဲနေတာပါဘာယောဂမှာရတာနဲ့သမှုရိနာရတာတဲ့ယူရှားခြင်းရတာယူရှားခြင်းကိစ္စရှိပါတယ်တဲ့ဝါရရဲ့ရတာဆိုတာဝါယောရရဲ့အလုပ်ကိစ္စပါပဲဒါကြောင့်ဝါယောရရဲ့အလုပ်ကဘာတော့ဆိုရင်သူ
သူ့လောကယူရှားနေတာပါပဲဝါယောဓဆိုတာလေရုပ်ပဲသူကအားကောင်းရင်ယူနေတာပဲအခုလေးလေးကြည့်ပါအားကောင်းရင်လေးတွေကတဏှာကိုကျွေးသွားနေတာပဲအားမကောင်းရင်တော့သူကတောင့်ပြီးတော့ငြိမ်းနေတယ်အဲဒီတော့ငြိမ်းတာရိုင်းတာယူတာသွားတာလှုပ်ရှားတာတွေဟာဝါယောဓရတာပဲသူကိစ္စပဲသူ့လုပ်ကိုသူလုပ်နေတာပါပဲကောင်းနေပင်လည်းမှတ်တဲ့အခါမှာဒီယူရှားတဲ့သဘောတွေကိုမပြီးဘဲနေလို့ကိုမဖြစ်ပါဘူးဒါကတော့သူဆရာသိနေလို့တာပဲကောင်းရင်မှရင်ပြင်ဘက်ကိုတည်ခြင်းတွေ့သွားတာကိုသိတယ်ပင်နေမှရင်ပြင်ဘက်ကိုတူချင်းတွေ့သွားတာကိုသိတယ်ဒါကတော့ပြောကြမလိုပါဘူးအလူတင်ကြားနေပါတယ်နောက်တစ်ခုကသစ္စုပ္ပန်နဲ့လူလိုရပဲတွန်းလေဆောင်းဆိုလူလိုရပဲဆိုတာဝါယောဓလိုရပဲကိုဆိုလိုပါတယ်ဝါယောဓမှာအလိုဆန္ဒတော့မရှိပါဘူးရုပ်ပဲဒါပေမဲ့လို့လောကဝါယကိုလိုက်ပြီးတော့သူလိုရပဲလို့ဒီမှာသိထားပါတယ်လောကမှာမိုးဟာသူရွာကြီးညာရွာတယ်လေဟာလည်းသူတိုက်ကြီးညာတိုက်တယ်ပြီးတော့လောကပြောနေကြပါတယ်အဲ့ဒါမျိုးပဲသူလိုရပဲလို့ဒီကသိလွယ်အောင်လို့တင်စားပြီးပြန်ထားပါတယ်သူပါဠိကအဘိနိဟာရကျေးဇူးဆောင်တယ်လို့ဆိုပါတယ်ကျေးဇူးဆိုတဲ့စကားကဒီအရကလူတွေကနားမလဲပါဘူးဒါကြောင့်မို့သူလိုရပဲလို့မလို့တင်စားပြီးတော့ကိုယ်ဒီမှာပြောထားပါတယ်သူလိုရပဲဆိုတာဝါယောဓရှေးရှုဥတန့်ပြီးတော့ကိုသွားမဲ့ဘက်ကိုသူလိုရပဲလို့ဆိုလိုပါတယ်သီရဝါယောဆိုရင်စိတ်လိုရပဲနဲ့ဝါယောဓဥတန့်ပြီးသွားမဲ့ဘက်ဟာအတူတူပါပဲပြီးတော့သူလိုရပဲဝါယောဓလိုရပဲဆိုတာနဲ့စိတ်လိုရပဲဟာအတူတူပါပဲဒါကြောင့်စိတ်လိုရှိရဘက်ကိုတွန်းဆောင်သွားတယ်ဒါကတော့လက်ကိုကိုယ်ရဆိုင်ရမှာပူပြီးသင်ကြပါတယ်ကိုယ်တဲ့အခါအတွင်းဘက်ကိုဆွဲဆောင်လာတယ်ဆန်းတဲ့အခါအပြင်ဘက်ကိုတွန်းဆောင်သွားတယ်သွားတဲ့အခါမှာရှေ့ဘက်ကိုထုတ်တဲ့အခါမှာနောက်ဘက်ကိုစိတ်လိုရှိရပဲတွန်းသွားတယ်လို့ပဲဆွဲလာတယ်လို့ပဲသင်ရတတ်တယ်ကောင်းတဲ့ပင်တဲ့အခါမှာလည်းပဲအတွင်းအပြင်ဘက်ကိုအတွင်းဘက်ကိုအတွန်းပို့နေသလိုဆွဲဆောင်နေသလိုသင်ရတတ်တယ်အဲ့ဒါကဝါယောဓရဲ့အဘိညာရပစ္စုပ္ပန်နဲ့ပစ္စုပ္ပန်ဆိုတာကဒီစုံတစ်ခုကိုစဉ်းစားလိုက်ရင်စိတ်ထဲဉာဏ်ထဲမှာချင်းပေါ်လာတဲ့အချင်းအရာချင်းတွေပါပဲဘယ်လိုဟာလေးပဲလို့သင်ရတာဟာပစ္စုပ္ပန်မှာပဲကောင်းတယ်ပိန်နေမှတ်တဲ့အခါမှာဘာလို့ပင်ယူကလေးတွေဟာအပြင်ဘက်ကိုတွန်းပို့နေသလိုအတွင်းဘက်ကိုဆွဲလာနေသလိုအနေအားဖြင့်ဉာဏ်ထဲမှာသင်ကြားတယ်အဲ့ဒါအဘိညာရပစ္စုပ္ပန်နဲ့သင်ကြားပြီးပြီးတာပဲအဘိမာနေပါပဲဒါကြောင့်ဝါယောဓပိမမြယောကြီးတဲ့ဘုန်းကြီးဆောင်းမှုကလေးပေးထားပါတယ်ဒါကရည်ကြီးပါတယ်ရည်ကြီးလို့ဒါလေးကိုတရားဟောတိုင်းထည့်ပြီးတော့ဟောရတယ်တောက်ကံတောင်းခြင်းရောခြင်းတည်းရင်းတိုင်းလှုပ်ရှား၍သွားရသည်သူလိုရပဲတွန်းလျက်ဆောင်းကြီးဝါယောဓပိမမြယောကြီးတဲ့ဝါယောဓကိုရှိပြီးရင်တောက်ကံတောင်းတဲ့ရော့တဲ့လက္ခဏာနဲ့လဲပြီးရလက္ခဏာနဲ့ရင်လဲပြီးရမယ်ရင်းတိုင်းလှုပ်ရှားတဲ့ရွေ့သွားတဲ့သာသနဲ့ရင်လည်းပြီးရမယ်သီရဇရုပ်ဆိုရင်စိတ်လိုရှိရပဲတရားဝါရောရုပ်ဆိုလို့ရှိရင်သူလိုရှိရပဲဥဒ္ဓမိရပဲကိုတွန်းဆောင်ဆွဲဆောင်သွားတဲ့ပစ္စုပ္ပန်နဲ့ရင်လည်းပြီးရမယ်ဒီလိုမျိုးတွေကတမျိုးမျိုးနဲ့ပြီးရမယ်လို့ဆိုလိုပါတယ်။ကောင်းတယ်ပိန်တယ်ရှိမှပြီးဝါယောဓကိုသိနေရင်ကိုယ်ထဲမှာညောင်းနာပူဇာနာခြင်းတွေခဲတာဒီလိုခံခဲ့တဲ့ဒုက္ခဝေဒနာတွေကပေါ်လာတတ်တယ်ဒီဒုက္ခဝေဒနာတွေကိုမြတ်စွာဘုရားကဘယ်လိုဟောခဲ့တယ်လဲဆိုတော့ဒုက္ခဝေဒနာဆင်းရဲသောခံစားမှုကို
ဝိရိယမနောဝါခံစားသည်ရှိတော်လေဝါခံစားစေခံစားစဉ်လေဒုက္ခဝေဒနာဆင်းရဲသောခံစားမှုကိုဝိရိယမိတိခံစားသည်ဟူ၍ပဇာနာသည်ပြီးဒီသောခံစားမှုတွေဖြစ်တဲ့အခါမှာညောင်းရင်ညောင်းတာဟာဆင်းရဲတဲ့ခံစားမှုပဲပူရင်ပူတာနာရင်နာတာဟာဆင်းရဲတဲ့ခံစားမှုပဲဒီဆင်းရဲတဲ့ခံစားမှုတွေကိုခံစားတဲ့အခါမှာဘယ်လိုသိရမလဲဆိုတော့ဝိရိယာမိဤတိခံစားသည်ဟူ၍သဇာနာတိသိရမယ်ကိစ္ဆာမိပုလိုပဲပါဠိသရာနီးပါဠိသရာနီးယောဂနဲ့စစ်ဆေးကြည့်ရင်ဝိရိယာမိလို့အာမယောဂနဲ့ဟောထားတယ်ဒီခြားခြားပြည့်စုံစုံနဲ့ပြန်ရင်အဟံငါသည်ဝိရိယာမိခံစားဤလို့ဒီလိုနဲ့ပြန်ရတယ်ဒီနေရာမှာလဲပါဠိတော်နဲ့တည်းရဲ့အညီဆိုလို့ရှိရင်ငါခံစားဤလို့မှတ်ရပေလိမ့်မယ်အဲ့ဒါဟာပါဠိရဲ့ဘာသာပြန်မယ်အဲ့ဒါကိုမှားတယ်ဆိုရင်ဘုရားပါဠိတော်ကိုလည်းစွတ်စွဲရရောက်ပါတယ်ဒါပေမဲ့ခံစားဤဆိုတဲ့ဘာသာပြန်ရခံစားတယ်ဆိုတော့ဝေါဟာရကိုဗမာကတည်းမသုံးဘူးပူရင်ပူတယ်လို့ပဲပြောပါတယ်နာရင်နာတယ်ညောင်းရင်ညောင်းတယ်ဒီလိုပဲပြောပါတယ်ဒါကြောင့်ပူရင်ပူတယ်မှားဖို့နာရင်လည်းနာတယ်မှားဖို့ညောင်းရင်လည်းညောင်းတယ်မှားဖို့ညွှန်ပြနေပါတယ်အဲဒီညွှန်ပြတဲ့အတိုင်းရှိမှရင်မကောင်းတဲ့ခံစားမှုတွေကိုသိတာပဲဒါကတော့အမှန်တန်သင်ကြားပါတယ်ဒုက္ခဝေဒနာမကောင်းတဲ့အတွေ့အထိများကိုခံစားတဲ့လက္ခဏာရှိတယ်ဒုက္ခဒုက္ခဝေဒနာသည်အနိဋ္ဌဘုဒ္ဓဘာနုဝနာလက္ခဏာအလိုမရှိရတဲ့အတွေ့အထိမကောင်းတဲ့အတွေ့အထိကိုခံစားခြင်းလက္ခဏာရှိပါတယ်တဲ့မကောင်းတဲ့အတွေ့အထိခံစားခြင်းဟာဒုက္ခပဲပြီးတော့ညောင်းတယ်ပူတယ်လို့မှတ်နေတဲ့အခါမှာမကောင်းတဲ့အတွေ့အထိကိုခံစားနေတာတွေဟာသိထင်ရှားနေပါတယ်ဘာမှတမျိုးဖြစ်စီရမရှိဘူးဒီဒုက္ခဝေဒနာရဲ့လက္ခဏာကိုသိသိချင်းရသိနေတာပဲဒါလည်းဆောင်းမုတ်ကလေးပေးထားပါတယ်အဲဆိုရမယ်အတွေ့ဆုံးများခံစားရသည်ဆိုစိတ်အားကုန်ခံညှိုးနှွမ်းစေသည်ဆိုဗံယုတ်ဒါနာမိလာပနရတံတဲ့ရှင်တဲ့တွဲတဲ့ဗံယုတ်တရားတွေကိုညှိုးနှွမ်းစေတတ်တယ်ရှင်တဲ့တွဲတဲ့ဗံယုတ်တရားတွေဆိုတာစိတ်စေတသိက်တရားတွေပဲဒီမှာတော့ဗမာလိုတူတူနဲ့နားရအောင်လို့သိရကုန်ခန်းလို့ဘုန်းကြီးကစီထားပါတယ်ဒီဒုက္ခဝေဒနာတွေဟာစိတ်ကိုအာရုံသွားစေတတ်တယ်ဒါကတော့ကြေပြောကြမလိုပါဘူးလူကြောက်ဟာနေကောင်းနေလို့ဆိုရင်တာမန်ဆောင်းစားနဲ့အမှန်တန်အားရှိနေတာပဲစိတ်တွေလည်းထက်ပန်နေတာပဲနေမကောင်းလာရင်တော့အဲ့ဒီစိတ်တွေဟာတခါတဲ့အားပြော့ကျသွားတယ်ဒီလိုပဲညောင်းတာပူတာကြိုက်တာခဲတာတွေဖြစ်ပေါ်လာရင်လည်းစိတ်ကလေးကနည်းနည်းတော့လျော့သွားတာပဲဒါကြောင့်စိတ်အားကုန်ခန်းစေတဲ့သဘောကသင်ကြားပါတယ်အဲ့ဒါဒုက္ခဝေဒနာရဲ့အရဟတပါပဲစိတ်အားကုန်ခန်းညှိုးနှံစေတာဟာဒုက္ခဝေဒနာရဲ့အလုပ်ကိစ္စပါပဲဒါလည်းရှိမှနေတဲ့သူမှာသင်ကြားပါတယ်ပြီးတော့ကာယကဘာရပိစုပ္ပဒါနာနဲ့ကိုယ်တော်ကနှိမ့်ဆက်ပြီးခံခဲ့နေတဲ့သဘောကလေးအနေအားဖြင့်လည်းသင်ကြားတယ်ကိုယ်ထဲမှာနှိမ့်ဆက်နေတဲ့သဘောကိုယ်ထဲမှာခံခဲ့နေတဲ့သဘောပေါ့စူးလို့စူးတော့နည်းနည်းနဲ့နှိမ့်ဆက်နေတယ်လို့ပေါ့လေကိုယ်ထဲမှာနှိမ့်ဆက်ပြီးတော့ခံခဲ့နေတဲ့သဘောအနေအားဖြင့်လည်းသင်ကြားပါတယ်တဲ့အဲ့ဒါဟာဒုက္ခဝေဒနာရဲ့ပိစုပ္ပဒါနဲ့ဒါလည်းယောဂီမှာအမှန်တန်သင်ကြားပါတယ်ကိုယ်ရဲ့နှိမ့်ဆက်ခံခဲ့ခြင်းဆိုကိုယ်ရဲ့နှိမ့်ဆက်ခံခဲ့ခြင်းကိုယ်ရဲ့နှိမ့်ဆက်ခံခဲ့ခြင်းကိုယ်ရဲ့
ကိုယ်စင်ရဲ့ဒီရဲ့မြတ်ယောဂီဆိုညောင်းနာပူရာနာကျင်ကြခဲတာတွေမှတ်နေရင်ကိုယ်တော်ကအခန့်ခက်တာတွေပြီးတာကတော့ပြောစရာမလိုဘူးအဲ့ဒါဒီနေ့ကြာကြာကြီးကိုသိနေတော့တာပဲကိုယ်တော်ကညောင်များစုနေတယ်လို့ပဲငင်းငင်းနဲ့တကားတဲ့အခန့်ခက်နေလိုက်တာဒီလိုတန်းကိုထင်ရှားပါတယ်အဲဒီလိုသိရင်ဒုက္ခဝေဒနာကိုလက္ခဏာနဲ့ရာသနဲ့ပစ္စုပ္ပထာနဲ့အမှန်တိုင်းသိတာပါပဲတဲ့ငင်းငင်းဒုက္ခဝေဒနာဆိုတဲ့ချမ်းသာတွေကိုရှိရင်လည်းဒီတိုင်းသိတာပါပဲဥပ္ပခဝေဒနာတွေကိုရှိရင်လည်းဒီတိုင်းသိတာပါပဲဒီမှာတစ်ပါးသောစိတ်စေတသိက်တွေရှိရင်လည်းဒီတိုင်းသိတာပါပဲဒီရဲ့လက္ခဏာရာသပစ္စုပ္ပထာတွေကိုမှတ်ယုံနေနဲ့အကုန်လုံးသိပါတယ်အဲဒါတွေကိုကြက်မှတ်နေရတာမဟုတ်ပါဘူးဖြစ်စေဖြစ်ခိုက်တရားလေးတွေကိုရှိနေလို့ရှိရင်သဘောမှန်တွေကိုသိလာတာပါပဲသူ့လက္ခဏာသင်ကြားတဲ့အခါမှာအဲဒီလက္ခဏာနဲ့ပြီးတယ်သူ့ရဲ့ဒုစရသင်ကြားတဲ့အခါမှာအဲဒီရာသနဲ့ပြီးတယ်သူ့ရဲ့အချင်းရာသင်ကြားတဲ့အခါမှာအဲဒီအချင်းရာပစ္စုပ္ပန်နဲ့ပြီးတယ်ပြီးတော့စိတ်ဆိုတာဟာအာရဏဝိဇာဏလက္ခဏာအာယုံကိုသိခြင်းသဘောရှိတယ်။အဲဒါဆိုကြရမယ်။အာယုံပြီးတော့သဘောရှိပြီဆိုစိတ်ကူးလေးကိုဖြစ်တိုင်းမှစိတ်ကူးလေးဟာအာယုံရောက်သွားတယ်။ငြင်းများစားကောက်နေတယ်လို့ပဲစိတ်ကလေးကအာယုံကိုဖမ်းပြီးပြီးနေတယ်စိတ်ကအာယုံပြီးရဆိုတာကတော့သင်ကြားပါတယ်မြင်နာမှလိုက်ရင်မြင်ပြီးတဲ့စိတ်ကလေးကမြင်ရတဲ့စိတ်လေးကိုဖမ်းယူလိုက်တယ်လို့ပဲအာယုံပြီးတဲ့သဘောလေးသင်ကြားတယ်ကြားရမှရင်လည်းအပန်းလေးကိုဖမ်းယူလိုက်တယ်လို့ပဲနာယမှမှရင်လည်းအနံလေးကိုဖမ်းယူလိုက်တယ်လို့ပဲသာယာမမရင်လည်းရတာလေးကိုဖိုင်းလိုက်သလိုပဲအတွေ့အထိလေးတွေမှတ်တဲ့အခါမှာလည်းတွေ့ထိရတဲ့အာယုံလေးတွေကိုဖမ်းယူနေတယ်လို့ပဲစိတ်ကူးတိုင်းလည်းစိတ်ကူးလေးတွေကိုစိတ်ကူးတယ်စဉ်းစားတယ်ကြံစည်တယ်စသည်ဖြင့်မှတ်ရင်အဲဒီအာယုံလေးတွေကိုဖမ်းပြီးယူနေတယ်လို့ပဲသိနေတယ်အဲ့ဒါစိတ်ပါပဲအာယုံကိုသိတာဟာစိတ်ရဲ့လက္ခဏာပါပဲတဲ့စိတ်ဆိုတာကအာယုံကိုသိရောသဘောရှိပါတယ်တဲ့အာယုံကိုသိတဲ့ဒီလက္ခဏာကတော့ယောဂီပုဂ္ဂိုလ်မှာအမှန်တရားပါတယ်သာဒတိဖြစ်စေမတ္တတိဖြစ်စေလက်တွေ့အားဖြင့်ဒီတိုင်းရှိမှဒီတိုင်းထင်ရှားတာပဲတချို့များဘာသာမှမတတ်ဘူးသို့တော်လည်းပင်ဝဉ္ဇဏ်ကတော်ကောင်းတယ်ပင်ဝဉ္ဇဏ်ကောင်းတဲ့ပုဂ္ဂိုလ်ကအတိလည်းရှင်းတယ်ပြောလည်းပြောရတယ်ဇာတင်ထားတဲ့ပုဂ္ဂိုလ်တောင်တချို့ကသူ့လိုမပြောရဘူးသူကသူချာချာရှင်းပြသွားလိုက်တာများတော့ကိုအောင်ဝစရာကောင်းပါတယ်တချို့ကလူကြီးတောင်မဟုတ်ဘူးကလေးငယ်လေးငယ်လေးရှိသေး7 နှစ်ရွယ်7 နှစ်ရွယ်တို့ပေါ့လေဒီလိုကလေးလေးတချို့ကပြောရတယ်သူတို့ရဲ့စိတ်လေးတွေသူ့မြေပုံမှာသိရှင်းနေတယ်အမှန်တန်ကောင်းပါတယ်ပြီးတော့စိတ်ဟာပုဗ္ဗေငမရာသရှင်တဲ့တရားတွေရဲ့ရှင်းသွားခြင်းကိစ္စရှိတယ်စိတ်ကရှင်တဲ့တရားတွေရဲ့ရှင်းကသွားနေတယ်လို့ပဲဒီလာကြဟိလို့ခေါ်ပြီးရှင်းကသွားနေတယ်လို့ပဲရှင်းသွားခြင်းကိစ္စကိုလုပ်နေပါတယ်ဒါလည်းပြီးပါတယ်အဲဆိုရမယ်ကောင်းကောင်းလားရှင်းသွားရသည်ဆိုအများစုပေါင်းပြီး
အလုံးတစ်ခုလုံးတဲ့အခါကာလကောင်းကောင်ပုဂ္ဂိုလ်ကအချစ်ဆောင်ပြီးလုပ်ရတယ်အဲဒီလိုပဲစိတ်ကလေးကရှိကဆောင်းဆောင်သွားနေတယ်လို့ပဲဖြစ်နေတယ်သူကရှိကဆောင်သွားတော့နောက်ကလိုက်ပြီးတော့လောဘဖြစ်ဒေါသဖြစ်တရားဖြစ်ပဋိဖြစ်ပေါ်လေဒီနောက်ကလိုက်ပြီးဖြစ်နေတယ်လို့ထင်ရတယ်ဒါကြောင့်စိတ်ကကောင်းကောင်းလို့ပဲရှိသွားတဲ့သဘောဟာထင်ရှားပါတယ်တဲ့စိတ်ရဲ့ပစ္စုပ္ပန်ကတော့ပုဒ္ဒဏီပစ္စုပ္ပထာနံရှင်းစိတ်နဲ့ဆက်ဆက်သောအားဖြင့်ထင်သောအချင်းရာရှိ၏ဘာနနာပစ္စုပ္ပထာနံလို့ဆိုထားတာလည်းရှိတယ်အဲဒါလည်းရှင်းစိတ်နဲ့ဆက်ဆက်ပြီးတော့ဖြစ်တဲ့အချင်းရာရှိတယ်လို့ဆိုလိုတာပါပဲဒါကြောင့်ဆောင်းမိုးကရှင်းစိတ်နဲ့စထထဖြစ်သည်လို့ဆိုထားတယ်စိတ်ကလေးတစ်ခုကိုမှားလိုက်အဲဒါကပြောက်သွားတယ်နောက်စိတ်ကလေးတစ်ခုကပေါ်လာတယ်အဲဒီစိတ်ကလေးကိုမှားလိုက်သူကပြောက်သွားပြီးတော့နောက်စိတ်ကလေးတစ်ခုကပေါ်လာကြတယ်အဲဒီစိတ်ကလေးကိုမှားလိုက်သူကပြောက်သွားပြီးတော့နောက်စိတ်ကလေးတစ်ခုကပေါ်လာကြတယ်ဒီလိုကြီးစိတ်ကလေးတွေဒီခုဆက်ကပေါ်လာတာကိုတွေ့ရတော့ယောဂီပုဂ္ဂိုလ်ကဒီလိုသဘောကျလာတယ်စိတ်တွေကအစမပြတ်ဖြစ်နေတာပဲခြေစိတ်လေးရှိမှလည်းလို့ပြောသွားရင်နောက်စိတ်တစ်ခုကဖြစ်လာကြတာပဲစိတ်တွေကတစ်ခုပြီးတစ်ခုအစမပြတ်ဖြစ်နေတာပဲလို့သဘောကျလာပါတယ်အဲ့ဒါယောဂီမှာအမှန်တရားကိုသင်ကြားပါတယ်ကဲဆိုရမယ်ရှင်းစိတ်နဲ့စာအတ္တထာဖြစ်သည်ဆိုစိတ်တရားမှတ်သားမြတ်ယောဂီဆိုယုတ်တရားတွေကဝါယောဓကိုလက္ခဏာနဲ့ရာသာနဲ့ပစ္စုပ္ပန်နဲ့ပြီးပုံကိုပြောပြီးနံတရားတွေကလည်းဝေဒနာနဲ့စိတ်ကိုလက္ခဏာနဲ့ရာသာနဲ့ပစ္စုပ္ပန်နဲ့ပြီးပုံကိုပြောပြီး